သာသနာတော်နှစ်2559နှစ်ကောဇာတက္ကရာ1385ခုနှစ်တဇောင်းမုံလပိချော14ရက်2013ခုနှစ်ဒီဇင်ဘာလ1ရက်ရန်ကုန်တိုင်းဒေသကြီးလမ်းမတော်မြို့နယ်ကိုင်းတန်းလမ်းထိပ်ဗုဒ္ဓဝါလုကစေတီတော်မြတ်အားဥထိပ်ပန်းစင်လျက်ကိုင်းတန်းလမ်းသံဃာဒါနဆွမ်းလောင်းအသင်းမှရှစ်ကြိမ်မြောက်ဆင်ရင်ကျင်းပပြုလုပ်အပ်သည့်ဓမ္မပူဇာဓမ္မသဘင်အခမ်းအနား၌အမှတ်55ကိုင်းတန်းလမ်းနေဥကျုကုတော်အိတ်ခြင်းကိုရည်စူး၍သမီးတော်မော်လီချူမိသားစုနှင့်အမှတ်53ကိုင်းလန်းနန်းနေဥသိမ်းဝင်တော်ချင်းမိသားစုတို့၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကျိုးပန်းချက်အပိုင်း30တရားဒေသနာတော်ဒီနေ့ညတပါးသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာဤမဟာကရုဏာဂုဏ်ကိုအာယုပြုကတိကျုဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိဒုက္ခရာနိခေရံကတောလောကဟိတယာနာထောနမောမာကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေအတွက်တေချာတို့ဖြင့်တော်လဲအဘေမေယံရေအတွက်တိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလံလေးအသင်ချေသိနေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားအလုံးငါအရိဒုက္ခရာနိဥ္စာအသက်ချေလဲအင်္ဂါမိတ္တကြီးမာသမိတာနှင့်တထာဇနီဆွန်ញင်းကြီးဟုကျက်တိထဝေငါးသွဲအစုအလွန်ခဲရင်တော်မူတော့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကုတ်အာထုတော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးလည်းရဲ့နှလုံးစိတ်ဝံကိုရောဤပင်ပန်းခြင်းတို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏီကတတတဝါများရင်ဝဲသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်မြတ်မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစေစစ်မသွေဖြစ်ပါစေတည်းလောကသားတို့အတွက်မြတ်ဗုဒ္ဓဤကျိုးပန်းချက်ဘုရားမြတ်စွာဟာတရားတွေအလုံးပေါ်မှာကျင်နာခြင်းလို့ဆိုတဲ့ကရုဏာတရားအကျိုးစီးပွားကို
မျောမြင်ခြင်းလို့ဆိုတဲ့ပညာတရားနဲ့တတ္တဝါတို့ရဲ့အကျိုးစီးပွားကိုဆောင်ရွက်တယ်လောကမှာအများအကျိုးကိုဆောင်ရွက်ပြီးဆိုလို့ရှိရင်အကျဉ်းနာနဲ့ပညာလို့ဆိုတာနှစ်ခုရှိဖို့လိုအပ်တယ်ပေါ့အကျဉ်းနာသာရှိပြီးပညာမရှိလို့ရှိရင်လမ်းလွဲနိုင်တယ်ပေါ့ပညာသာရှိပြီးအကျဉ်းနာကင်းမဲ့လို့ရှိရင်လေထိုပုဂ္ဂိုလ်ဟာတရားရရဲ့အကျိုးစီးပွားကိုဆောင်ရွက်နိုင်မှာမဟုတ်ဘူးဒါကြောင့်မို့လောကသားတို့ရဲ့အကျိုးစီးပွားကိုကျိုးပန်းအထောက်တယ်ဆိုတဲ့နေရာမှာသူမတူအောင်ကြီးမားတဲ့အကျဉ်းနာတရားအလွန်တရာကြီးမားတဲ့ပညာတရားနဲ့သာလေဆောင်ရွက်နိုင်တာဖြစ်ဘုန်းကြီးတို့တွေလည်းအများအတွက်ဆောင်ရွက်ချင်ကြတယ်ဆိုရင်အကျဉ်းနာတရားရှိဖို့လိုတယ်လုံလောက်တဲ့ပညာတရားလည်းရှိဖို့လိုတယ်တရားဓမ္မကိုနာယူကြတဲ့အခါမှာမှတ်သားဝယ်ရတယ်မှတ်သားလို့မြတ်ဗုဒ္ဓရဲ့အဆုံးအမတွေသိရှိနားလည်ပြီးတော့လက်တွေ့ကျင့်သုံးဖို့ဆိုတာဥတည်ပြီးတော့နာကြရတာဖြစ်တယ်တရားပွဲကရလာတဲ့အသည့်ဟာမိမိရဲ့နေစဉ်ဘဝမှာဘယ်လိုအသုံးချမယ်ဆိုတာအသုံးချအသိပညာတွေရရှိအောင်အာရုံစိုက်ပြီးတော့နာကြရတာဘာဖြစ်လို့လဲဆိုတော့တရားပွဲဆိုတာပျော်ပွဲရှင်ပွဲမျိုးမဟုတ်ဘူးအသိပညာပေးတဲ့ပွဲတာနေဖြစ်တယ်ပေါ့အသိပညာရအောင်လုပ်ရမယ်ဟောသမျှတရားတွေဟာလဲမြတ်စွာဘုရားကိုယ်တိုင်ဆုံးမဟောကြားခဲ့တာဖြစ်တယ်ပေါ့မြတ်စွာဘုရားဟောကြားဆုံးမတဲ့တရားတွေထဲမှာကိုယ်ဘဝနဲ့သက်ဆိုင်တဲ့အရာတွေရှောင်သင့်တာနဲ့ဆောင်သင့်တာရှောင်သင့်တာကိုရှောင်ပြီးဆောင်သင့်တာကိုဆောင်ပြီးနေ့စဉ်ဘဝမှာအသုံးချလိုက်နာမှသာလျှင်ကောင်းကျိုးချမ်းသာဆိုတာရနိုင်တယ်လို့မှတ်သားကြရအဲ့ဒါလို့မဟုတ်လို့ရှိရင်တော့တရားပွဲကရတဲ့အမြတ်ဆိုတာတခြားရှိမှာမဟုတ်ဘူးတရားမွေးကရတဲ့အမြတ်ဟာဘာလဲလို့ဆိုရင်အသိဉာဏ်ပဲတာဖြစ်တယ်ပေါ့အဲ့ဒီအသိဉာဏ်ဆိုတာကိုယ့်ရဲ့နေ့စဉ်ဘဝမှာဘယ်လိုနေရမယ်ဘယ်လိုထိုင်ရတယ်ဘယ်လိုစိတ်ထားရမယ်အများနဲ့ဘယ်လိုပေါင်းသင်းဆက်ဆံရမယ်ဆိုတာတွေကအစမြတ်စွာဘုရားရဲ့အဆုံးအမတွေဟာဒီဘဝကောင်းကျိုးအတွက်လည်းပဲညွှန်ပြတာရှိတယ်ဤဘဝဤချမ်းမဲ့နောင်ဘဝရဲ့ကောင်းကျိုးချမ်းသာတွေကိုလည်းညွှန်ပြတာရှိတယ်နောက်ဆုံးမှာဘဝကနေသာဝရလွတ်မြောက်တဲ့အငြိမ့်တက်ကိုရဖို့ဆိုတဲ့အချက်လည်းပဲညွှန်ပြတာရှိတယ်ပေါ့ဒါကြောင့်မို့နံပါတ်1ဒီဘဝကောင်းကျိုးချမ်းသာတွေကိုဘယ်ပုံဖော်ဆောင်ရမလဲမြတ်စွာဘုရားအဆုံးအမဘယ်လိုရှိတယ်လဲတို့တွေဟာကိုယ်ဘဝခရီးကိုရှောင်လန်းတဲ့အခါမှာဘယ်လိုရှောင်လန်းကြမလဲဆိုတဲ့အသိပညာတွေရအောင်ရှိဖို့အထောက်ကြတခါဒီဘဝတည်းမဲ့ဘဝဆိုတာလမ်းဆုံးတာမဟုတ်ဘူးဒီဘဝကောင်းစားရေးနဲ့နောက်ဘဝကောင်းစားရေးဆိုတာတခါတည်းရန်တူချင်မှတူတယ်ပေါ့အဲ့တော့ဒီဘဝလည်းကောင်းစားရမယ်နောက်ဘဝလည်းကောင်းစားရမယ်ဆိုတာမျိုးရွေးချယ်ပြီးတော့ကျင့်သုံးဖို့လိုအပ်တယ်ဒါကြောင့်မို့အကျိုးရှိရာရှိကြောင်းအသိပညာနဲ့သွားမှသာလေဘဝမှာမှားယွင်းချက်မရှိဘဲနဲ့မှန်ကန်တဲ့လမ်းကြောင်းပေါ်ကိုရှောက်လန်းလို့ကောင်းကျိုးချမ်းသာတွေကိုရမှာဖြစ်တယ်။အ ਨੇ ဆုံးမြတ်စွာဘုရားရဲ့အဆုံးအမတိုင်းလိုက်နာမယ်ဆိုရင်စိတ်နှလုံးအေးချမ်းမှုလူတိုင်းခံစားကြအောင်စိတ်နှလုံးအေးချမ်းမှုဆိုတာအင်မတန်မှလိုအပ်တယ်။ထိုစိတ်နှလုံးအေးချမ်းမှုကိုပေးနိုင်တာဟာအသိပညာသာလည်းဖြစ်တယ်ပေါ့။ဒါကြောင့်မို့အသိပညာရအောင်ရှိဖို့အထောက်ကြလောကသားတို့အတွက်မြတ်ဗုဒ္ဓ၏ကြိုးပမ်းဆောင်ရွက်ချက်တွေဟာအင်တမအံ့ဩလောက်အောင်ပြည့်စုံတယ်လောကသားတွေအကျိုးရှိရာရှိကြောင်းမြတ်စွာဘုရားသွန်သင်ဆုံးမတော်မူတယ်အဲ့ဒီလိုမြတ်စွာဘုရားလောကသားတွေအတွက်အကျိုးစီးပွားရှိအောင်
ဆောင်ရွက်တဲ့အခါမှာမြတ်စွာဘုရားအနေနဲ့ကျိုးဆိုလက်ခံမှုနဲ့သာကြုံရတာမဟုတ်ဘူးဆန့်ကျင်တိုက်ခိုက်မှုတွေနဲ့လည်းကြုံရတယ်လောကလူသားတွေဟာလူသားတိုင်းမြတ်စွာဘုရားကိုချီးညိုကိုးကွယ်ကြတာမဟုတ်ဘူးမချီးညိုတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိတယ်ပေါ့ဘယ်လိုပဲဖြစ်ဖြစ်ချီးညိုသူရောမချီးညိုသူပါနှစ်ဦးလုံးအတွက်သိခံပြီးတော့ကောင်းကျိုးချမ်းသာရအောင်ဆောင်ရွက်နိုင်တယ်ဆိုတာအလွန်ကြီးမားတဲ့အကျဉ်းတရားကြောင့်ပဲဖြစ်တယ်အလွန်ကြီးမားတဲ့အကျဉ်းတရားကိုအခြေခံပြီးတော့ပညာတရားကိုအသုံးချတဲ့အခါမှာမှန်ကန်တဲ့လမ်းကြောင်းတစ်ခုကိုမြတ်စွာဘုရားချမှတ်ပြီးတော့ပေးတော်မူခဲ့တယ်အဲ့တော့မြတ်စွာဘုရားသခင်ကိုရောမြတ်လောကသားတွေအတွက်ကြိုးပမ်းဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးတော့မှတ်သားနာယူချရမှာမှတ်သားနာယူပြီးတော့မိမိတို့ဘဝမှာလည်းပဲရင်ဆိုင်လာရတဲ့အခက်အခဲတွေကိုဘယ်လိုဖြေရှင်းမယ်ဆိုတာကိုယ့်အတွက်အသိဉာဏ်ရဖို့အရေးကြီးတာပေါ့ဘုရားဖြစ်သူရောက်ပြီးတဲ့နောက်မှာတက်တော်34နှစ်ထဲမြတ်စွာဘုရားသခင်ကိုရောမြတ်ကောသမိပြည်မှာသတင်းသုံးနေထိုင်ခဲ့တယ်ပေါ့ကောသမိပြည်ဆိုတာဒီကနေ့အိန္ဒိယနိုင်ငံအနေနဲ့ပြောမယ်ဆိုရင်အလဟာဘတ်မြို့နားမှာရှိတယ်လို့ဆိုတယ်အလဟာဘတ်မြို့နားမှာကောသမိပြည်ဆိုတာရှိပြီးထိုကောသမိပြည်မှာကျောင်းတိုက်ကြီး၃ခုရှိတယ်ခောတိတာယုံကျောင်းနဲ့ကုက္ကုတာယုံကျောင်းပါဝါရိကယုံကျောင်းအဲဒီလိုကျောင်းတိုက်ကြီး၃ခုတထေးကြီး၃ဦးကအတီးအီးတည်ထောင်ထားတဲ့ကျောင်းတိုက်ကြီး၃ခုမြတ်စွာဘုရားအများအဖြစ်တော့ခောတိတာယုံခောတိတတထေးကြီးသို့မဟုတ်ခောသကတထေးကြီးလှူဒန်းထားတဲ့ခောတိတာယုံကျောင်းတိုက်မှာသတင်းသုံးနေတာဒီကနေ့အခြေအနေကြည့်မယ်ဆိုရင်ခောတိတာယုံကျောင်းဟာခင်းကမြေကမ်းနားမှာနီးတယ်ခင်းကနဲ့ယမုနာဆုံတဲ့အဆုံလေးမှာခင်းကမြေကမ်းနားမှာဒီကျောင်းတိုက်ကြီးပါကျောင်းဟောင်းနေရာအနေနဲ့ရှိတယ်အဲ့ဒီမှာသတင်းသုံးနေထိုင်တဲ့အခါမှာမြတ်စွာဘုရားကိုယုံကြည်ကိုးကွယ်ပြီးတော့မြတ်စွာဘုရားရဲ့တပည့်အဖြစ်ခံယူကြတဲ့ယဟန်တော်တွေကောသမိပြည်ကယဟန်တော်တွေအဲ့ဒီယဟန်တော်တွေအတွင်းမှာတပားနဲ့တပားမကျေနပ်မှုဆိုတာတခါတော့ဖြစ်ပေါ်လာခဲ့တယ်အဲ့ဒီယဟန်တော်တွေဟာစာမတတ်ပေမတတ်နှလဘိန်းတုံးနေတော့မဟုတ်ဘူးပညာတတ်တွေပဲဖြစ်တယ်သို့တော့ကိစ္စတစ်ခုနဲ့ပတ်သက်ပြီးတော့တူနဲ့တူမကျေနပ်တဲ့ကိစ္စတွေဖြစ်ပေါ်လာတတ်အဲ့ဒီဖြစ်ပေါ်လာတဲ့အခါမှာမြတ်စွာဘုရားရဲ့ယတ္တိမူဟာဘယ်ဘက်ကိုမှဦးစားပေးတာမလုပ်ဖ ೇನೆ နှစ်ဖက်လုံးကိုမျှပြီးတော့ဆုံးမဩဝါဒပေးခဲ့တာဒါလည်းဘဝခရီးလျှောက်လန်းတဲ့အခါမှာဘုန်းကြီးတို့တွေမှတ်သားကြဖို့ပေါ့မိသားစုထဲမှာတောင်းသားသမီးနှစ်ဦးမသိမတင်ဖြစ်နေလို့ရှိရင်မိဘဟာဘယ်သားသမီးဘက်ကိုမှမလိုက်ဖ ೇನೆ တိတိမတ်မတ်ပြောဆိုဆုံးမဖို့လိုအပ်တယ်ပေါ့တစ်ဖက်လိုက်လို့ရှိရင်တစ်ဖက်ကမကျေမနပ်ဖြစ်သွားတယ်အဖွဲအသင်းလှုပ်တဲ့အခါမှာလည်းပဲထို့တူပဲရက်ွက်ထဲမှာနေကြထိုင်ကြတဲ့အခါမှာလည်းပฏิပက္ခတွေကျုံလာလို့ရှိရင်မိမိဟာပฏิပက္ခကြားထဲမှာမရောက်စေပဲနဲ့နှစ်ဖက်မြတ်တညီညွတ်အောင်သာဆောင်ရွက်ကြရတယ်ဆိုတော့မြတ်စွာဘုရားရဲ့နိလန်းပဲဖြစ်တယ်အဲ့ဒီအသိပညာယတ္တိရအောင်ဘုန်းကြီးတို့တွေကြိုးစားပြီးတော့မှတ်သားကြရတာဖြစ်တယ်လောကမှာနေလို့ရှိရင်တော့မသိတဲ့အချိန်အချင်းများကြတဲ့အချိန်ဆိုတာမိသားစုထဲမှာတောင်ရှိနိုင်တယ်အဲ့ဒီလိုရှိလာပြီဆိုလို့ရှိရင်အမှန်တရားဘက်ကနေယက်တည်ပြီးတော့ဖြည့်ရှင်းဆုံးဖြတ်နိုင်ဖို့အတွက်ကြိုးစားအထောက်ကြအဲ့ဒီကြိုးစားအထောက်မှုဟာအဓိကပဲလူရှိနေရင်တော့ပฏิပက္ခဆိုတာရှိနေတတ်တယ်ပေါ့အဲ့ဒီရှိနေတဲ့ပฏิပက္ခမကြီးထွားအောင်
ဘယ်လိုဖြည့်ရှင်းဆုံးဖြတ်တဲ့နဲ့စိတ်သဘောထားဘယ်လိုထားတဲ့နဲ့ဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမနာယူကြရတာဓမ္မသာလင်ပြဿနာတစ်ခုကငြိမ်းအေးပြီးတော့အရှိမဖြစ်ဘူးပေါ့သို့မဟုတ်လို့ရှိရင်ပြဿနာတစ်ခုကနေပြီးပြဿနာနှစ်ခုကနေသုံးခုဖြစ်လာလို့ရှိရင်ဖြေရှင်းလို့မရတဲ့အနေအထားမျိုးထိအောင်ရောက်သွားနိုင်တယ်မြတ်စွာဘုရားသခင်ကိုရောမြတ်တည်ပင်လင်ပြဿနာဆိုတာမကြုံရတာမဟုတ်ဘူးပြဿနာဆိုတာကြုံရတယ်မြန်မာလူမျိုးတွေအတိုင်းဝိုင်းထဲမှာတခါတရံဒီပြဿနာရှိလာလို့ရှိရင်လူကြီးတွေကိုအတိမပေးပဲနဲ့ထိန်ချန်ထားတဲ့သဘောလဲရှိတတ်တယ်ပေါ့ဘုန်းကြီးတို့ဒီဆရာတော်ကြီးဟာဘုန်းကြီးတို့ရဲ့ဥပိ္ပဇေဆရာတော်ကြီးကအသက်60ကျော်ဆရာတော်ကြီးရှိပြဿနာတစ်ခုဖြစ်လာတဲ့အခါမှာဆရာတော်ကြီးကိုစိတ်ဆင်းရဲမှာပဲလို့ဆိုပြီးတော့အတိမပေးဘူးနောက်ကြတော့ဆရာတော်ကြီးကတိသွားတဲ့အခါကျတော့မေးတယ်မေးပြီးတော့ဘာဆုံးမဩဝါဒပေးတယ်လဲလို့ဆိုရင်လူရှိရင်ပြဿနာဆိုတာရှိမှာပေါ့ရှိလာတဲ့ပြဿနာကိုဘယ်လိုဖြေရှင်းရမယ်ဆိုတာအရေးကြီးတာအဲ့တော့ပြဿနာကိုရှောင်ပြေးဖို့မလိုဘူးရှောင်ထွက်သွားရမှာမဟုတ်ဘူးပြဿနာဆိုတာရင်ဆိုင်ဖြေရှင်းရတယ်လို့ဆရာတော်ကြီးမိန့်ပူးတာကိုငယ်ငယ်ကမှတ်သားခဲ့ရတယ်အဲ့ဒီဆရာတော်ကြီးမိန့်ကြားတဲ့စကားတစ်ခုပါမြတ်စွာဘုရားမိန့်ကြားတဲ့စကားပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ဘုန်းကြီးတို့တွေဒီဘုရားရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်သုံးကြဖို့ရာအတွက်ဒီပညာရမျိုးမှတ်သားကြမှတ်သားပြီးတော့လက်တွေ့ဘဝမှာကျင့်သုံးကြကောသမိပြည်မှာယဟန်နေနှစ်အုပ်စု꿰ပြီးတော့အချင်းများနေကြတယ်အချင်းများနေတဲ့အခါမှာမြတ်စွာဘုရားရပ်တည်ပြီးတော့ဆုံးမဩဝါဒတွေမျိုးမျိုးပေးတယ်တစ်ဖွဲ့နဲ့တစ်ဖွဲ့အစင်မပြေတဲ့ကိစ္စတွေအစင်ပြေသွားအောင်နှစ်ဦးလုံးစိတ်ဆက်ညီညွတ်ဖို့ဟောတယ်အဲ့ဒါဟာအင်တန်ကြီးမားတဲ့ကုသိုလ်ကောင်းမှုတစ်ခုလို့ပါရမီပုံရိပ်အမတ်တစိတ်ထဲမှာဘုရားလောင်းဟာဘယ်တော့ပဲဖြစ်ဖြစ်အစင်မပြေတဲ့ပုဂ္ဂိုလ်တွေကိုအစင်ပြေအောင်ဆောင်ရွက်ပေးလိမ့်ရှိတာအင်တန်မှတ်သားစရာကောင်းတယ်ပေါ့လောကလူအများစုကတော့အစင်မပြေရင်ပို့ပြီးတော့အစင်မပြေအောင်လုပ်တတ်ကြတယ်အစင်ပြေနေရင်လည်းအစင်မပြေအောင်လုပ်တတ်ကြတယ်အစင်မပြေဖြစ်လာရင်လည်းပို့ပြီးတော့အစင်မပြေအောင်သာလုပ်တတ်ကြတယ်အဲ့ဒါကိုပိတုဏဝါစာလို့ခေါ်တာမြတ်စွာဘုရားပိတုဏဝါစာဆိုတာကိုရှောင်ကျင်တယ်မညီညွတ်သေးတဲ့ပုဂ္ဂိုလ်တွေညီညွတ်အောင်လုပ်တယ်ညီညွတ်ပြီးသားပုဂ္ဂိုလ်တွေကိုအားပေးပန့်ထောက်ချီးမြှောက်တယ်ပို့ပြီးတော့ညီညွတ်အောင်ဟောပြောပေးတယ်ဒါဟာကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေတတ်တဲ့ကြီးမားတဲ့ကုသိုလ်ကောင်းမှုတစ်ခုပဲလို့ဒီလိုဆိုတာပေါ့အဲ့ဒီမှာကောသမိယဟန်တွေကိုမြတ်စွာဘုရားကဆုံးမဩဝါဒပေးတယ်ရင်ခုန်မှုခိုက်ရန်မှုတူအစင်မပြေတဲ့စကားတွေပြောဆိုမှုဒါတွေကိုရှောင်ကြမငြင်းညာမခုံညာနဲ့ခိုက်ရန်ဒေါသမဖြစ်ကြနဲ့တူသီးခညင်ခွင့်လွှတ်ခြင်းနဲ့ညီညွတ်အောင်ဆောင်ရွက်ဖို့မြတ်စွာဘုရားတိုက်တွန်းတယ်အဲ့ဒါလို့တိုက်တွန်းတော်လည်းပဲဒီဒေါသကိုအခြေခံပြီးတော့ကောရတွေဥပနာဟတွေလွန်ကဲနေတဲ့ပုဂ္ဂိုလ်တွေဟာဘယ်တော့မှဒီစိတ်မပြေနိုင်ကြဘူးမာနတွေလူတွေမှာကြီးကြတယ်မာနကြီးကြတယ်မြတ်စွာဘုရားကတဦးနဲ့တူမညီညွတ်တာဟာအရေးကြီးတဲ့အချက်ကတော့ဘာလဲဆိုရင်ကောဓာနဲ့ဥပနာဟဒေါသကြီးတယ်မခံနိုင်ဘူးမဟုတ်မခံဘူးဆိုတဲ့လူတွေလည်းလောကမှာအများကြီးပဲမဟုတ်မခံဘူးဥပနာဟအညိုးတွေအတေးတွေနဲ့ထားတယ်အဲ့ဒီမဟုတ်မခံဘူးအညိုးအတေးတွေထားပြီးဆိုတဲ့ပုဂ္ဂိုလ်ကြီးချားမှာညီညွတ်မှုဆိုတာဘယ်တော့မှမလာနိုင်ဘူးတဲ့ကွဲပြားခြားနားမှုတွေသာဖြစ်ပြီးတော့တစ်ဖက်နဲ့တစ်ဖက်ရန်ဆောင်မှုတွေနဲ့ပဲလောကကြီးတစ်ခုလုံးသူလည်းကောင်းကျိုးချမ်းသာမရကိုယ်လည်းကောင်းကျိုးချမ်းသာမရ
သူလည်းစိတ်ချမ်းသာမှုမရကိုယ်လည်းစိတ်ချမ်းသာမှုမရပဲနဲ့နှစ်ဦးလုံးနှစ်ဖက်လုံးဆုံးရှုံးနေတာမှုနဲ့သာကြုံရတယ်လို့မြတ်စွာဘုရားဒီလိုဟောတာလောကမှာသိခံခြင်းခွင့်လွှတ်ခြင်းဆိုတာအတ္တမတန်ဖိုးရှိတယ်တဲ့ကောသမိယဟန်နေချင်းချင်းများနေတဲ့အခါမှာမြတ်စွာဘုရားကမငြင်းညာနဲ့မခုံညာနဲ့လို့ဆုံးမတယ်ဆုံးမတဲ့အခါမှာယဟန်တွေကနာခံခြင်းမရှိဘူးတုံးနဲ့တူမကြေနိုင်ကြဘူးအခဲမကြေကြဘူးခွင့်မလွတ်နိုင်ကြဘူးသီးမခံနိုင်ကြဘူးအဲ့ဒါလို့ဖြစ်တော့မြတ်စွာဘုရားကဒီတကယ်အဖြစ်ပြက်ပုံဝတ္ထုလေးတစ်ခုနဲ့ယဟန်တွေကိုဆုံးမဩဝါဒပေးတယ်အဲ့ဒီဆုံးမဩဝါဒပေးတဲ့ပုံဝတ္ထုလေးဟာတကယ်ဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာလေးတစ်ခုပဲသမိုင်းကြောင်းအရာပြန်ပြီးတော့ပြောတဲ့အခါမှာအိန္ဒိယနိုင်ငံမှာဖြစ်ခဲ့တဲ့ဒီဇာတ်လမ်းတစ်ခုပေါ့ကာတိတိုင်းနဲ့ကောသလတိုင်းဆိုတာမနီးမဝေးမှာရှိတယ်မနီးမဝေးမှာရှိကြဒီခေတ်တုန်းကကာတိတိုင်းကအုပ်စိုးတာဘုရင်တူကောသလတိုင်းအုပ်စိုးတာဘုရင်တူကောသလတိုင်းဆိုတာကျတော့သာဝတိမြို့မှာအခြေစိုက်တယ်ကာတိတိုင်းကတော့ဗာရာဏသီမြို့မှာအခြေစိုက်တယ်အဲ့ဒီအခါတုန်းကတော့ကာတိတိုင်းနဲ့ကောသလတိုင်းဒီတိုင်းနှစ်တိုင်းမှာဘုရင်တစ်ပါးစီအုပ်စိုးတော့ကာတိတိုင်းမှာအုပ်ချုပ်တဲ့ဗာရာဏသီဘုရင်ကြီးကစီးပွားဥစ္စာတွေပေါ်များတယ်စစ်သည်ဘိုးပါများပြားတယ်နောက်လိုက်နောက်ပါတွေများပြားကျွယ်ဝတယ်ချမ်းသာဥစ္စာရဏကျွယ်ဝတယ်ချမ်းသာတယ်ကောသလတိုင်းကိုအုပ်စိုးတဲ့ဘုရင်ကတော့အဲ့ဒီအချိန်တုန်းကကောသလဘုရင်ဟာချမ်းသာကြွယ်ဝခြင်းမရှိဘူးစစ်အင်အားလည်းမရှိဘူးပေးနိုင်ကမ်းနိုင်စွမ်းလည်းရွှေငွေဗန္တာယရနာလည်းသူ့မှာနေပါတယ်အဲ့ဒီလိုအခြေအနေလေးမှာကာတိဘုရင်ကဘာလုပ်လဲလို့ဆိုကောသလတိုင်းကိုဝင်ရောက်ပြီးတော့ကျူးကျော်တိုက်ခိုက်တယ်ပေါ့invade လုပ်တယ်ခေါ်တာကာတိတိုင်းကနေပြီးကောသလတိုင်းကိုကျူးကျော်တဲ့စစ်ပွဲတစ်ခုကိုဆင်နွှဲတဲ့အခါမှာကောသလဘုရင်ကရင်မဆိုင်ဝန်းဘူးစစ်အင်အားချင်းမမျှသည့်အတွက်ကြောင့်ရင်မဆိုင်ဝန်းတော့မြို့တော်ကနေတိတ်တဆိတ်ထွက်ပြေးပြီးတော့တိမ်းရှောင်သွားတယ်ဘုရင်ကြီးမရှိဘူးဆိုတဲ့အခါမှာဘယ်သူမှလည်းခေါင်းဆောင်ပြီးတော့ခုခံတာမရှိသည့်အတွက်ကြောင့်အလွယ်တကူပဲကာတိဘုရင်ကကာတိဘုရင်ကြီးကကောသလတိုင်းကိုသိမ်းယူလိုက်တယ်ပေါ့သိမ်းယူတဲ့အခါမှာစီးပွားဥစ္စာတွေလည်းအကုန်လုံးယူသွားတယ်ဆင်းနေမြင်းနေရှိသမျှဗန္ဓာပစ္စည်းတွေအကုန်လုံးသိမ်းယူသွားအဲ့ဒါလို့လူရဲ့ဖြည့်ဆည်းပြီးတော့သူလိုချင်တာတွေအကုန်ယူပြီးတော့ကာတိတိုင်းကိုပြန်သွားတယ်အဲ့ဒါလို့ခံလိုက်ရတဲ့အခါကောသလတိုင်းဟာဖို့ခြေသွားအောင်ဒီကျူးကျော်တိုက်ခိုက်မှုကိုခံလိုက်ရတာပေါ့ဘုရင်နဲ့မိဖုရားကလည်းတိတ်တဆိတ်ထွက်ပြေးသွားတယ်ထွက်ပြေးသွားပြီးတော့သူတို့ဘယ်သွားနေကြတော့ဆိုအဝေးလဲတိတ်ပြီးတော့မပြေဘူးကိုရောင်ဖြောက်ပြီးတော့နှစ်ဦးလုံးဟာပရပိုက်အဝတ်ကိုဝတ်ပြီးတော့ပရပိုက်ရောင်ဆောင်ပြီးတော့ကာတိတိုင်းကစင်ကြေဘုံတစ်ခုမှသွားပြီးပုံအောင်နေထိုင်ကြတယ်ပုံအောင်နေထိုင်တာဘယ်မှာနေတော့ဆိုကာတိတိုင်းရဲ့စင်ကြေဘုံတစ်ခုမှာအိုးလုပ်ငန်းလုပ်တဲ့အိုးဖုတ်တဲ့နေရာမှာအိုးလုပ်ငန်းလုပ်တဲ့ပုဂ္ဂိုလ်ရဲ့အရေးအဝါဒကိုခေါ်ပြီးတော့အဲ့ဒီမှာပုံနေကြတာသူတို့နှစ်ယောက်ဘုရင်နဲ့မိဖုရားနန်းကြဘုရင်နဲ့မိဖုရားပုံနေကြတာအဲ့ဒီမှာအဲ့ဒီလိုပုံနေရင်ကနေနောက်ကြတော့ဘာဖြစ်လာတော့ဆိုကောသလဘုရင်ရဲ့မိဖုရားကြီးကကိုယ်ဝန်ရှိလာတဲ့အခါမှာအမျိုးသမီးတွေရဲ့ထုံးစံကိုယ်ဝန်ရှိလာလို့ရှိရင်ချင်းချင်းတတ်တယ်ဆိုတာဖြစ်တာထူးထူးဆန်းဆန်းသူကဘာချင်းချင်းဖြစ်လာတော့ဆိုရင်စစ်အင်္ဂါ၄ပါးနဲ့ဒီစစ်ရေးပြတာကိုသူချိချင်တဲ့စိတ်ရှိလာခါတိုင်းတော့သူကမိဖုရားဆိုတော့ဒီစစ်ရေးပြတဲ့အခမ်းအနားတွေမှာသူကကြည့်ရတယ်
အခုတော့နန်းကြဘရင်ဘဝမှာဒီစီးပြတဲ့အခမ်းအနားတွေမကြည့်ရတော့သူကြည်ကျင်စိတ်တွေဖြစ်လာဒါကြည်ကျင်စိတ်ရှိတာတခုနောက်တစ်ခါတန်လျက်ဓာတ်စားတဲ့လက်နဲ့တွေထိုခေတ်ကတော့လက်နဲ့တွေဓာတ်တို့လှန်တို့အဲ့ဓာတွေကိုသွေးပြီးတော့ဆေးကြောတဲ့ရေအဲ့ဒီရေတန်လျက်ဓာတ်လှန်တို့ရဲ့အနန္တတိပါတယ်ဒီရေကိုတောက်ချင်တယ်ဆိုတဲ့စိတ်ပေါ်လာတယ်အဲ့ဒီနှစ်ခုစလုံးဟာနန်းကြဘရင်တယောက်အဖို့မှာလွယ်ကူတာမဟုတ်ဘူးလွယ်ကူတာမဟုတ်တော့သို့တော့ချင်းချင်းတတ်တဲ့ပုဂ္ဂိုလ်ဟာကိုချင်းချင်းကိုမဖြည့်ဆည်းနိုင်ဘူးဆိုလို့ရှိရင်တပိမ့်ပိန်တလိမ့်လိမ့်နဲ့စိတ်ဆင်းရဲပြီးတော့အသက်ပါဆုံးသွားတာနိုင်တယ်ပေါ့အဲ့ဒီမှာဘုရင်ကြီးကဘာလုပ်ရအောင်ဆိုသူ့ကိုလူရဲ့တိုက်ခိုက်သွားတဲ့ကာတိဘုရင်ကြီးရဲ့ပရောဟိတ်ငကိုယ်တော့ကသူနဲ့တိကျွမ်းခင်မင်ခဲ့ဘူးတဲ့ပေါ့ဒါနဲ့ပရောဟိတ်ကြီးစီတိတ်တဆိတ်ဆက်သွယ်တယ်ဆက်သွယ်ပြီးတော့ဒီကိစ္စတစ်ခုကိုသူတောင်းဆိုတယ်ကုညီပေးဖို့တောင်းဆိုတော့ပရောဟိတ်ကြီးကဖြစ်ပါစေမယ်သူစီမံမမယ်လို့လုပ်ပြီးတော့သူကတော့စိတ်ကောင်းနှလုံးကောင်းရှိတယ်အဲ့တော့သူလှုပ်ချင်တာတွေဖြစ်အောင်လုပ်ပေးမယ်သူကိုယ်တိုင်လည်းမိဖုရားကြီးကိုတွေ့ချင်တယ်ဆိုပြီးလိုက်လာပြီးတော့ဘေးရင်ကျမ်းဂန်အရာမိဖုရားကြီးကိုသူကကြည့်လိုက်တာနဲ့အေးမိဖုရားကြီးရဲ့ဝန်းထဲမှာရှိတဲ့သရေသားဟာတော့ကောသလဘုရင်ဖြစ်မဲ့ပုဂ္ဂိုလ်ပဲကောသလတိုင်းကြီးကိုပြန်လီအုပ်စိုးနိုင်တဲ့အရေးချင်းရှိတဲ့ဖြစ်ပါလိမ့်မယ်ဆိုရင်သူကလက်ဟုတ်ချီပြီးတော့ဥရန်ကျူတယ်တဲ့ကောသလမင်းနဲ့ကောသလမင်းကြီးဖြစ်လာမဲ့ပုဂ္ဂိုလ်လူဖြစ်ပါတယ်လို့ဆိုပြီးတော့လက်ဟုတ်ချီပြီးတော့ဝန်းထဲကကလေးကိုမှန်းပြီးတော့တကယ်ကောသလဘုရင်ပဲတကယ်ကောသလဘုရင်ပဲလို့ဥရန်ကျူပြောဆိုပြီးသူဖြစ်အောင်စီစဉ်ပေးမယ်ဝန်ခံသွားပြီဗာရဏသီကာတိမင်းကြီးစီအကျိုးကြောင့်ပြောတော့မင်းကြီးကလည်းခွင့်ပြုလိုက်တယ်ပေါ့ခွင့်ပြုလိုက်တာအဲ့ဒါတိတ်တဆိတ်သူ့ရဲ့စိတ်ကူးနဲ့စိတ်အင်္ဂါတွေထိုခေတ်ကတော့အင်္ဂါ၄ပါးရှိတဲ့စစ်တပ်ဆိုတာစစ်တပ်ဖွဲ့စည်းပုံမှာတော့စင်တပ်တို့မြင်းတပ်တို့ယထာတပ်ခြေလီစစ်တပ်ဆိုပြီးတော့အဲ့ဒီလိုစင်တပ်ကြီးမြင်းတပ်ကြီးယထာတပ်ကြီးခြေလီစစ်တပ်ကြီးစစ်ရေးပြတဲ့အခမ်းအနားကြီးတစ်ခုကိုသူကဖန်တီးပေးတော့မိဖုရားကြီးကအဲ့ဒါမြင်လိုက်ရတဲ့အခါမှာစိတ်ထဲမှာကြည်နူးသွားတာပေါ့အာသာပြေသွားတယ်နောက်တန်လျက်တွေဓာတ်တွေဆေးကြောပြီးဒီအနန္တမကင်းတဲ့ရေလေးကိုတောက်လိုက်ရတဲ့အခါမှာသူအာသာပြေသွားတယ်ဒီလိုချင်းချင်းတတ်တာဟာဝမ်းတွင်းကမင်းသားငယ်လေးရဲ့စွန့်ရည်တတ္တိကြောင့်ဖြစ်လာတာဒီလိုဖြစ်လာသူ့ရဲ့ဘုံတကူဟာဒီလိုဖြစ်လာအဲ့ဒါနဲ့နောက်ဆုံးမှာမိဖုရားကြီးဟာဒီသားလေးတူမွေးဖွားလိုက်တယ်ပေါ့မင်းသားလေးတူမွေးဖွားတယ်အဲ့ဒီထိအောင်သူတို့ဘေးကင်းရန်กว่าလုံခြုံစိတ်ချရတဲ့အနေအထားမျိုးရှိတယ်သားလေးအရွယ်ကလေးရောက်လာတဲ့အခါမှာတို့ဟာသူများရဲ့နေပယ်ထဲမှာပုံအောင်နေရတာဖြစ်တယ်မတော်ရဆသတင်းပေါက်ကြားသွားလို့တို့ကိုမိရင်သားဖ၃ယောက်စလုံးတတ်ခံရလိမ့်မယ်ဆိုပြီးတော့သားကလေးအတွက်စီမံတဲ့အနေနဲ့မြို့ထဲမှာမနေစေဘဲနဲ့မြို့ပြင်ဆရာတူထံအပ်ပြီးတော့ပညာသင်ခိုင်းတယ်ဘုရင်ကြီးကအဲ့ဒါလို့သားကလေးဟာအရွယ်ရောက်လို့မင်းသားလေးကမြို့ပြင်မှာပညာသင်နေတဲ့အချိန်လေးပညာသင်ပြီးတော့နေတဲ့အချိန်လေးမှာဒီကောသလမင်းကြီးစင်ကြီးဘုံကအိုးလုံးတဲ့တဲမှာပုံလျိုးနေတယ်ဆိုတာသတင်းပေါက်ကြားသွားတယ်ဘယ်သူကသတင်းပေါက်ခေါ်တော့ဆိုတော့ငကိုယ်တော့ကသူ့စီမှာအမှုထမ်းခဲ့တဲ့သတ္တာရီလို့ခေါ်တဲ့ဘုရင်ရဲ့ဆံမုတ်စိတ်ကိုပြုပြင်ပေးတဲ့သတ္တာရီတယောက်ကမိဖုရားကြီးနဲ့ဘုရင်ကိုအမှတ်မထင်တွေ့ရင်းနှီးတော့မှတ်မိတယ်ရုပ်ဖြတ်ထားပေမဲ့သူကမှတ်မိသည့်အတွက်ကြောင့်မျက်နှာလိုအားရလုပ်ပြီးတော့ကာတိဘုရင်ကိုသွားပြီးသတင်းပေးတယ်ပေါ့လောကလူတွေဟာအဲ့ဒါမျိုးကလည်းပဲ
တော့ကြောက်เสียကောင်းတယ်ဒါလည်းလူတွေလုပ်တဲ့အလုပ်တစ်ခုပဲပေါ့နော်သွားပြီးတော့သတင်းပေးတဲ့အခါကျတော့ကာတိဘုရင်ကဖမ်းခိုင်းတယ်သွားပြီးတော့ဝိုင်းပြီးတော့ဖမ်းတော့ဒီကောသလဘုရင်နဲ့မိဖုရားပရပိုက်အသွင်နဲ့ပုံနေတာမိသွားတယ်မိသွားတဲ့အခါရန်သူဆိုတော့သူ့နယ်မြေထဲရောက်ပြီးတော့ပုံနေတာဘာမှလည်းအပြစ်တော့ရှိတာမဟုတ်ဘူးသူ့ကြောက်လို့ရှောင်တိန်နေတဲ့နန်းကြဘုရင်ကိုပဲအပြစ်ဒဏ်ကြီးမားစွာခတ်ပြီးတော့တောင်စမုတ်ကိုထုတ်ပြီးတော့လက်ပြန်ညှိုးတုပ်ပြီးခေါင်းဖြတ်ပြီးတတ်ဖို့ဆိုပြီးတော့ဘုရင်ကြီးအမိန့်ချတယ်အဲ့ဒါလို့အမိန့်ချတဲ့အခါမှာဘုရင်ကြီးရောမိဖုရားကြီးရောကြိုးတွေနဲ့တုံ့နှောင်ပြီးတော့မြို့ထဲမှာမောင်းကျင်းနှင်းခတ်ပြီးတော့မြို့ပြင်ထုတ်သွားတယ်ခုနကသူတို့ရဲ့မင်းသားလေးသားကလေးဟာအမေအဖေတွေနဲ့မတွေ့တာကြာပြီဆိုပြီးတော့အမေအဖေနဲ့တွေ့ဖို့လာတဲ့အခါမှာလမ်းမှာသွားဆုံးတယ်အမေနဲ့အဖေကိုကြိုးနဲ့တုပ်ပြီးတော့ခေါ်သွားတာကိုတွေ့လိုက်ရတဲ့အခါနော်စိတ်ထဲမှာဘလောက်ယူကြုံမရဖြစ်မလဲအဲ့ဒီချိန်မှာဘုရင်ကြီးကလည်းမျက်စိရှင်တယ်မင်းသားလေးကလည်းပဲသူ့အဖေကိုဝမ်းနဲ့ခြေကွဲတဲ့စိတ်နဲ့လှမ်းပြီးတော့ကြည့်တယ်ဘုရင်နန်းကြဘုရင်ကြီးကလည်းသူ့သားလေးကိုမြင်တဲ့အခါသူ့ကိုရိုက်လိုက်တယ်ဘာអော်လဲလို့ဆိုရင်ငါသားဒီခါဝူကြီးအရှိမကြည့်နဲ့အတူလည်းမကြည့်နဲ့ရန်စားကိုရန်စားနဲ့မတုံနဲ့ရန်စားကိုရန်စားနဲ့တုံရင်ဘယ်တော့မှမငြိမ်ဘူးရန်စားကိုငြိမ်အောင်လုပ်မင်းအရှိမကြည့်နဲ့အတူမကြည့်နဲ့သူပြောတဲ့စကားအဲ့လို့ဆိုတော့ဖန်စီခွန်ဆောင်သွားတဲ့ပုဂ္ဂိုလ်တွေကဒီဘုရင်ကြီးကဒါပဲអော်နာငါသားဒီကဟုအရှိမကြည့်နဲ့အတူမကြည့်နဲ့ဒါပဲသူကអော်နေအဲ့လို့ဆိုတရားမှကြောက်လို့ရမ်းអော်နေတယ်လို့ပဲသူတို့ကယူဆကြတယ်ပေါ့ဒီဘုရင်ကြီးနန်းကြဘုရင်ကြီးကတရားမှကြောက်လို့អော်နေတယ်သူကတော့မဟုတ်ဘူးပိဋကကြားထဲမှာသူ့သားလေးမြင်လိုက်တဲ့အခါអော်ပြီးတော့ပြောနေတယ်ငါသားဒီကဟုအတူမကြည့်နဲ့အရှိမကြည့်နဲ့ရန်ရန်ချင်းမတုံ့ပြန်နဲ့လို့ဆိုပြီးတော့អော်ဟစ်ပြီးတော့မှားကြားနေတာအဲ့ဒီလိုနဲ့မြို့ပြင်ရောက်ပြီးတော့သူတို့ဟာတပ်ဖြတ်ခြင်းကိုခံရအဲ့ဒီလိုတပ်ဖြတ်ခံရတဲ့အခါဒီမင်းသားလေးကမြို့ထဲမှာမူရစ်စေတတ်တဲ့အရက်တွေကိုယူသွားပြီးခုနကတပ်ဖြတ်ပြီးတော့မီးရှို့နေတယ်တပ်ဖြတ်နေတဲ့ပုံကိုယ်တွေကိုအရက်တိုက်တော့အလုံးမူးပြီဆိုတဲ့အခါမှာသူ့အမေဖေခေါင်းဖြတ်တတ်ထားတဲ့ဒီရုပ်အလောင်းအစအနတွေကိုအကုန်လုံးစုစည်းပြီးတော့မိသိညိုတယ်မိသိညိုပြီးတော့ရိုးရိုးသေးသေးရှ िख ိုးပြီးတော့ငိုကြွေးလို့မျက်ရည်တွေတုပ်ပြီးတဲ့အခါမှာတောထဲဝင်ပြီးတော့ပျောက်သွားတယ်အဲ့ဒါလို့မိသိညိုပြီးတော့ရှ िख ိုးဝှချပြီးတောထဲဝင်သွားတာကိုဟိုနန်းတော်ကနေပြီးတော့လှမ်းပြီးတော့ကြည့်တဲ့ဘုရင်ကြီးကဝိုးတဝါမြင်ရတယ်ဟိုမှာမိတကြိုပြီးတော့ရှ िख ိုးဝှချပြီးတောထဲထွက်သွားတဲ့လူကဘယ်သူလဲငါ့ကိုဘယ်သူမှလာမပြောကြဘူးဆိုပြီးတော့ဘုရင်ကြီးကတန်လျာတွေဖြစ်သွားတယ်နော်ငါရန်သူတော့ပေါ်နေပြီထင်တယ်သူတို့ရဲ့ဆွေမျိုးရင်လည်းဖြစ်မယ်တူဖြစ်လိမ့်မယ်ငါဒုက္ခပေးမဲ့လူဖြစ်ကောင်းဖြစ်လိမ့်မယ်လို့ဗာရာဏသီဘုရင်ကြီးမှာစိုးရိမ်စိတ်ဖြစ်သွားတယ်သို့တော့ဒီဇလန်းကဒီနားတဲ့ပျောက်ကွယ်သွားတယ်နောက်ကြတဲ့အခါအဲ့ဒီမင်းသားလေးကသူ့ကိုဒီခါဟုလို့ခေါ်တယ်အလုံးလေဘုရင်ကြီးနဲ့သူတို့ကိုသူ့မိဘများကိုတပ်ဖြတ်ပြီးတော့လူရဲ့တိုက်ခိုက်တဲ့ဘုရင်ကြီးနာရောက်အောင်သူကြိုးစားဘုရင်ကြီးရဲ့စင်တိန်စင်စရာစင်တွေကိုအုပ်ချုပ်ရတဲ့ပုဂ္ဂိုလ်စီချင်းကပ်ပြီးတော့စင်တတ်ပညာသင်ရင်လို့သူ့ကိုသင်ပေးပါလို့ဆိုပြီးတော့တောင်းပန်တဲ့အခါအဲ့ဒီမင်းသားလေးမှမသိတော့သူကခွင့်ပြုလိုက်တယ်မင်းသားလေးကအဲ့ဒီမှာသူကစောင်းလဲတီးတတ်တယ်တခြင်းလဲဆိုတတ်တယ်စောင်းလေးတီးပြီးတော့တခြင်းဆိုနေတိုင်းစောင်းလေးတီးလိုက်တခြင်းဆိုလိုက်နဲ့နေတဲ့အခါကျတော့
စင်တင်းကုတ်ကတချင်းဆိုတာနဲ့စောင်းတန်ကိုကြားရတာညတိုင်ကြလို့ရှိရင်ဒီအတန်လေးကအမတန်သားရတယ်ဆိုပြီးတော့ကာတိမင်းကြီးကအေးစင်တင်းကုတ်ဘက်ကစောင်းတန်နဲ့တချင်းတန်ကြားတယ်ဘယ်သူဆိုတာလဲဆိုတော့စင်ဆရာကိုခေါ်မေးတဲ့အခါစင်တင်းကိုခေါ်မေးတော့စင်တင်းကသူ့ရဲ့တပည့်လူငယ်လေးတယောက်ပါလို့ဆိုငါစီလွတ်လိုက်ဆန်းဆိုမင်းသားလေးကဘုရင်စီရောက်သွားမင်းသားလေးမှတော့မသိဘူးသူတို့အဲ့ဒီသူစီရောက်တဲ့အခါကျတော့ကဲတချင်းဆိုပြီးတော့စောင်းတိသမလို့သူကကြာကြာနာနာဆိုပြီးတော့ဘုရင်ကြီးကိုဖြေပြောတယ်ဘုရင်ကြီးကသိသဘောကျသွားတယ်ဒီနေ့ကနေစပြီးမင်းငါနာမှာနေဆိုပြီးတော့ဘုရင်ကြီးကလာစာပေးထားပြီးသူနာခေါ်ထားတယ်ခေါ်ထားတဲ့အခါကျတော့ဒီမင်းသားလေးကလည်းလူရင်ကျေးဆိုလိမ္မာရင်ကျေးမှုရှိတော့ဘုရင်ကြီးရဲ့ဝတ္တရားတွေအကုန်လုပ်တယ်နော်ဘုရင်ကြီးမအိတ်ခင်အရင်ထတယ်နောက်မှအိတ်တယ်ဘာလုပ်ရမလဲဆိုဘုရင်ကြီးစီမှာအမြဲတမ်းယိုကျိုးစွာမေးတယ်ဘုရင်ကြီးသဘောကျတဲ့စကားရင်ကြီးကြီးလိမ့်လိမ့်မာမာပြောတယ်နော်ဘုရင်ကြီးကြိုက်တာကိုပဲလုပ်တယ်ဆိုတော့ဘုရင်ကြီးကသိသဘောကျတယ်သူ့ကိုသိသဘောကျတဲ့အခါဘုရင်ကြီးနဲ့သူနဲ့သိကိုရင်းနှီးသွားကြတယ်ရင်းနှီးသွားပြီးတော့ဘုရင်ကြီးကဘာလုပ်တုံးဆိုဘုရင်ပဲသွားသူကလိုက်ရတဲ့ဘုရင်ရဲ့မြင်းရထားကိုမောင်းရတဲ့ခုခေတ်ဆိုကားမောင်းတဲ့ဒရိုင်ဘာပေါ့နော်မြင်းရထားကိုမောင်းရတဲ့ယထာဒိဋ္ဌိအဖြစ်သုံးချပြီးဘုရင်ကြီးကသူ့ကိုခေါ်တယ်သွားလိုက်ရအောင်တရက်တော့ဘုရင်ကြီးကတို့ဥယျာဉ်ထွက်ကြမယ်တောသွားကြတောလဲကြမယ်ဆိုပြီးတော့အဲ့ဒီမင်းသားလေးကိုယထာမောင်းခိုင်းပြီးတော့ဘုရင်ကြီးရဲ့သူ့ရဲ့နှစ်ယောက်တည်းကြံတဲ့ကစစ်တပ်ကသူတို့နောက်ကလိုက်အဲ့ဒီမှာမင်းသားလေးကအကြံနဲ့ပါလုပ်တယ်ဆိုရင်ဒီယထာကိုလှင်းလှင်းမြန်းမြန်းမြင်းတွေကိုကြာဖို့တုပ်ပြီးတော့မောင်းသွားလိုက်တာနောက်ကလိုက်တဲ့စစ်သားတွေကမမိတော့လက်ချေပြတ်သွားတောနဲ့ထဲကိုသူမောင်းပြီးတော့သွားတာဘုရင်ကြီးကလည်းရင်းနှီးတဲ့ကလေးဆိုစိတ်ချယုံကြည်တယ်ပေါ့အဲ့ဒါလို့တောနဲ့ထဲရောက်ပြီးတော့နောက်ကလိုက်တဲ့စစ်သည်ဘိုးဘာတွေနဲ့အဆက်ပြတ်သွားပြီဆိုတော့ဘုရင်ကြီးကကဲတို့မောပြီဒီနားနားကြအောင်နောက်ကလူတွေလည်းတို့မမိဘူးဆိုပြီးတော့ရှေ့နားမှာခဏနားကြတာနားတဲ့အခါမှာငါမောတယ်အိတ်ချင်တယ်ဆိုပြီးတော့တခြားအဲ့ရနေရာတွေမရှိတဲ့အခါကျတော့ဘုရင်ကြီးအိတ်ဆရာလေးခင်းပေးပြီးတော့မင်းသားလေးရဲ့ပေါင်ပေါ်မှာခေါင်းအုံပြီးတော့အိတ်လိုက်တယ်နော်အဲ့လောက်ထိအောင်သူကရင်းရင်းနှီးနှီးဖြစ်တော့ဘုရင်ကြီးကမကြခင်ပဲအိပ်ပျော်သွားတယ်အိပ်ပျော်သွားတဲ့အချိန်မှာမင်းသားလေးကအေးငါအဖေငါအမေတွေတတ်ပြစ်တယ်ငါနိုင်ငံကိုလည်းကျူးကျော်တိုက်ခိုက်တယ်ငါတို့ပစ္စည်းတွေကိုလည်းအကုန်သိမ်းယူသွားတယ်ဒီအချိန်တော့ငါလက်စားချေရမယ်အချိန်ပဲဆိုပြီးတော့သူ့လက်ထဲမှာပါတဲ့ဓာတ်ကိုဆွဲထုတ်လက်စားချေမယ်လို့ကြံလိုက်တဲ့အခါမှာသူ့အဖေကအော်ဟစ်ပြီးတော့ပေးသွားတယ်အတန်ကိုနားထဲမှာကြားလာတယ်ငါသားအရှိမကြည့်နဲ့အတူမကြည့်နဲ့ဆိုတဲ့စကားကိုသူကနားလဲတယ်အဲ့ဒါကြားလိုက်တဲ့အခါကျဓာတ်ကိုအိမ်ထဲပြန်ထည့်တယ်နောက်တစ်ခါဒေါသကိုမထိန်နိုင်တော့ပြန်ပြီးတော့ဓာတ်ဆွဲထုတ်ပြန်ဓာတ်ဆွဲထုတ်လိုက်တာနဲ့အဖေပြောခဲ့တဲ့မှားခဲ့တဲ့စကားကသူ့နားထဲမှာကြားလာပြန်ထည့်လိုက်ပြန်နောက်တစ်ခါတွေးလိုက်တိုင်းစိတ်ထဲမှာမကြည်မနှက်ဖြစ်ပြီးတော့ဒီအချိန်တော့ငါဒီဘုရင်ကြီးကိုငါတတ်မှာပဲလို့ဆိုပြီးတော့လက်စားချေမယ်ဆိုပြီးလှုပ်လိုက်တဲ့အချိန်မှာအဲ့ဒီအချိန်ကျတော့ဘာဖြစ်တယ်ဆိုဘုရင်ကြီးကဖြတ်ခနဲ့လမ်းနိုးလာတယ်အိမ်မက်တွေမက်တယ်တဲ့သူကျူးကျော်တိုက်ခိုက်တဲ့နန်းကြဘုရင်ရဲ့သားနန်းကြဘုရင်ရဲ့သားကဓာတ်နဲ့လိုက်လို့သူထွက်ပြေးရတယ်ဆိုတာအိမ်မက်ကိုမက်တာအဲ့ဒါလို့မက်တဲ့အကြောင်းသူလန့်ပြီးတော့မက်လာတဲ့အခါအဲ့ဒီအကြောင်းလည်းပြောလိုက်အောင်မင်းသားလေးကသူဓာတ်နဲ့သူ့သပင်ကိုဘုရင်ကြီးရဲ့သပင်ခေါင်းကိုကင်ပြီးတော့တခြားလူမဟုတ်ဘူးအဲ့ဒီကောသလမင်းရဲ့သားဟာကျွန်ုပ်ပဲမင်းကြီးဟာကျွန်ုပ်တို့ရဲ့မိသားစုရဲ့ရန်သူဖြစ်တယ်ရှိသမျှပစ္စည်းတွေလည်းအကုန်ယူသေးတယ်နော်ရှိသမျှပစ္စည်းတွေဗန္ဓာတွေအကုန်ယူတဲ့ပြင်အမေအဖေရောတတ်ပြစ်တယ်ဘုရင်ကြီးဟာကျွန်ုပ်လက်စားချေရမယ်အချိန်ပဲလို့ဆိုပြီးတော့ဓာတ်နဲ့
ခုတ်ပိုင်းမလို့ရွယ်တဲ့အခါဘုရင်ကြီးကတားချောက်တာအိုက်ချတော့တယ်နော်နိုင်တော့ကလှုပ်တဲ့ပုဂ္ဂိုလ်တွေဟာသူတို့အလှဲ့ရောက်ရင်အလွန်ကြောက်တတ်တယ်ဒါလူသဘာဝပဲလူသဘာဝအဲ့ဒါမျိုးကကိုနိုင်လို့ရှိရင်လည်းမလှုပ်တဲ့ဘူးပေါ့နော်ကိုနိုင်တာကိုတစ်ဖက်သားကိုအနိုင်မကျင့်နဲ့ဘူးအဲ့ဒါလို့မင်းသားလေးကတတ်မလို့လှုပ်တဲ့အခါမှာ तू တိတ်ကြောက်တယ်တိတ်ကြောက်ပြီးတော့ तू အသက်ချမ်းသာပေးပါလို့ဆိုတော့မင်းသားလေးကဘာပြောတော့ဆိုကျွန်ုပ်ကချမ်းသာပေးုံနဲ့မဟုတ်ဘူးအရှင်မင်းကြီးကကျွန်ုပ်ကိုချမ်းသာပေးရအဲ့တော့နှစ်ယောက်စလုံးအဲ့ဒီအချိန်မှာသစ္စာဆိုကြပြီးတော့လက်ဆွဲနှုတ်ဆက်ကြဘုရင်ကြီးကလည်းသူ့ကိုအန္တရာယ်မပြုတ်ရဘူးမင်းသားလေးကလည်းသူ့အသက်ကိုလွတ်မယ်နှစ်ဦးနှစ်ဝတဦးနဲ့တူဘယ်တော့မှဒီရန်လိုတဲ့စိတ်နဲ့မဆက်ဆံရဘူးဆိုပြီးတော့သစ္စာဆိုကြအဲ့ဒီခေတ်ကတော့သစ္စာအတိုင်းတီလေးရှိကြတယ်ပေါ့ဒီနေ့ခေတ်မှာတော့အဲ့လိုသစ္စာဆိုလို့ရချင်မှရတော့ပေါ့လူတွေရဲ့သစ္စာဂတိဆိုတာပြည့်ရင်းသွားပြီပေါ့သူတို့ကတော့သစ္စာဆိုလိုက်ကြတယ်ဆိုပြီးတဲ့နောက်မှာတဦးနဲ့တူဒီယုံကြည်စိတ်ချရလောက်အောင်သစ္စာတွေဆိုပြီးတော့မြေယထာကပြီးရင်ယထာကပြီးတော့ပြန်သွားကြနန်းတော်ပြန်ရောက်တဲ့အခါကျတော့အမတ်ကြီးတွေလာရောက်ခါစားတဲ့အခါမှာဘုရင်ကြီးကပြောတယ်မင်းတို့တဲ့တို့ကျူးကျော်တိုက်ခိုက်ခဲ့တဲ့ကောသလမင်းကြီးရဲ့သားများတွေ့မယ်ဆိုရင်မင်းတို့ဘာလုပ်မလဲဆိုအမတ်ကြီးတွေကမျက်နှာလိုအားရဟာတွေ့ရင်လက်ဖြတ်မယ်ခြေဖြတ်မယ်ဒီကောင်အသေးသက်မယ်မထားဘူးပေါ့ဒီလိုပြောကြတဲ့အခါကျတော့ဘုရင်ကြီးကအေးကောသလမင်းကြီးရဲ့သားဆိုတာတခြားမဟုတ်ဘူးသူပဲသူနားထိုင်နေတဲ့မင်းသားလေးကိုလွန်ညွတ်ထိုးပြမင်းတို့ဘာမှလုပ်ခွင့်မရှိဘူးငါတို့နှစ်ယောက်ဟာသစ္စာဆိုထားတာရဲ့ဆိုပြီးတော့ပြောပြီးတော့မင်းသားလေးကိုသူ့နိုင်ငံသူ့မိဘရဲ့အမွေအနှစ်ဖြစ်တဲ့ကာတိတိုင်းကောသလတိုင်းကိုပြန်ပြီးတော့အနံလို့သူ့မှာရွယ်ရောက်တဲ့သမီးတော်နဲ့ပေးစားပြီးအဲ့ဒီမှာကောသလဘုရင်ဖြစ်ပြန်ပြီးခန့်အပ်ထားရဲဆိုရယ်ဒီဇာလန်းလေးကိုမြတ်စွာဘုရားဟောပြမြတ်စွာဘုရားဟောကျင်တာတော့ဒီဇာလန်းမှာအဓိကအချက်ကဘယ်လောက်တော့ဒီမင်းသားလေးရဲ့စိတ်ဓာတ်ကိုတတိထားဖို့ဒီမင်းသားလေးဟာအမေဖေကိုလည်းတတ်တယ်နော်မင်းသားလေးဟာအမေဖေတတ်တဲ့လူသူ့ပစ္စည်းဥစ္စာတွေအကုန်လုပြီးတော့အမေဖေတတ်သွားတဲ့ပုဂ္ဂိုလ်ကိုတောင်မှပဲသီးခံခြင်းခွင့်လွှတ်ခြင်းဆိုတာလုပ်နိုင်တယ်တဲ့ဒါလောက်ကိုယ်စော်ကားထားတာတောင်မှသီးခံနိုင်တယ်ဆိုတော့အတော်ရောစိတ်ဓာတ်မဟုတ်ဘူးဒီစိတ်ဓာတ်မျိုးဟာလောကလူသားတွေဟာဒါလောက်မစော်ကားတာတောင်မှပဲခွင့်လွှတ်နိုင်ဖို့ရအမှန်တမ်းခဲကြတယ်တဲ့အခုဟာခွင့်လွှတ်တယ်အဲ့ဒီခွင့်လွှတ်တာဟာစံနမူနာယူသင့်တယ်ဒါကြောင့်မို့လို့တဦးနဲ့တူသီးခံခြင်းခွင့်လွှတ်ခြင်းငြိမ်းချမ်းခြင်းဆိုတဲ့ဒီအဆုံးအမဟာမြတ်ဖျားရဲ့အဆုံးအမတစ်ခုပဲဖြစ်တယ်ပေါ့မိသားစုထဲမှာလည်းပဲမင်းကိုငါခွင့်မလွတ်နိုင်ဘူးဆိုတာမျိုးတွေမပြောသင့်ဘူးပေါ့နော်ခွင့်လွတ်နိုင်ရမယ်သီးခံနိုင်ရမယ်ဖြောင်းပြပြီးတော့ယဉ်ကျေးအောင်ဆုံးမနိုင်စွာရှိရမယ်ဒီလိုမှလူလောကကြီးဟာတာရမှာပဲငါခွင့်မလွတ်ဘူးဆိုတဲ့ဟာမျိုးတွေကတဦးနဲ့တူရံဘက်တဲ့အတေးတွေအမတ်တွေလားဖြစ်တယ်ပေါ့ဒါကြောင့်မို့မြတ်စွာဘုရားကယဟန်တော်တွေကိုဆုံးမဩဝါဒပေးတာအခုလို့စော်ကားပြီးတော့တပ်ဖြတ်တဲ့ပုဂ္ဂိုလ်တွေတောင်မှပဲဒီမင်းသားလေးဟာခွင့်လွတ်နိုင်သေးတာပဲယဟန်နေအချင်းချင်းတယောက်နဲ့တယောက်တစ်ပါးနဲ့တစ်ပါးဟာဒီလောက်ပြင်းမှုကျူးလွန်ကြတာမဟုတ်ဘူးခွင့်လွတ်တဲ့နယ်လို့ဆိုပြီးမြတ်စွာဘုရားဟောတာအဲ့ဒါလို့ဟောတာတောင်မှပဲယဟန်တော်တွေကနာခံခြင်းမရှိကြဘူးဒေါသတွေမာနတွေမဟုတ်မခံဘူးဆိုတဲ့စိတ်ဓာတ်တွေနဲ့ငါတို့လှုပ်တာကမှန်တယ်သူတို့လှုပ်တာမှားတယ်မှားတဲ့လူကိုဘာလို့ခွင့်ပြုရမှာတော့ဆိုတဲ့ကြီးမားတဲ့ရံညိုးတွေအတေးတွေနဲ့ယဟန်တော်တွေဟာမြတ်စွာဘုရားရဲ့စကားကိုနားမထောင်ကြဘူးအဲ့ဒီတော့လွယ်လွယ်ကူကူနဲ့နားထောင်ကြတာမဟုတ်ဘူးနောက်ဆုံးမှာမြတ်စွာဘုရားကမငင်းညမခုံကြဖို့ဆုံးမဩဝါဒပေးတော်လဲမရတဲ့အခါကျတော့မြတ်စွာဘုရားမြို့ထဲမှာဆွမ်းခံကြွပြီးပြန်လာတဲ့အခါတပိတ်သင်္ကန်းတပိတ်ကိုလွယ်ပြီးတော့သင်္ကန်းနဲ့တန်ဃာတွေအလဲကောင်မှာမြတ်စွာဘုရားက
မတ်တရပ်ပြီးတော့ယဟန်တွေကိုဆုံးမဩဝါဒပေးတယ်မြတ်စွာဘုရားရဲ့ဆုံးမဩဝါဒဟာလောကသားတွေအတွက်ကျိုးပန်းအထောက်မှုတစ်ခုပဲဖြစ်တယ်ပေါ့အဲ့ဒီမှာမြတ်စွာဘုရားဆုံးမသွားတဲ့စကားကယဟန်တော်တွေကိုဥတည်ပြီးတော့ဗာပြောလဲဆိုပုထုတ္တောသမစနောအေးရန်လိုတဲ့လူတွေအချင်းချင်းဟာစကေတန်တွေကတိတ်ပြီးတော့များပြားလွန်းနေမတည့်ဘူးဆိုလို့ရှိရင်အမျိုးမျိုးပြောတာလေလူရဲ့သဘောနော်ရန်လိုတဲ့ပုဂ္ဂိုလ်တွေဟာတဦးနဲ့တူပြောပြီဆိုလို့ရှိရင်အတော်မတတ်နိုင်တဲ့စကားသံတွေနဲ့ကွက်လွန်းညံ့နေအောင်ပြောကြတယ်တဲ့နတ်ဘာလောကောစီမညထဘယ်သူကမှငါမိုက်တယ်လို့မထင်ဘူးတဲ့ငါတော်တယ်လို့ယူရထင်ကြတယ်ပဋိပက္ခဖြစ်ပြီဆိုရင်ငါမိုက်လို့ဖြစ်ရတယ်လို့ဘယ်သူမှမစဉ်းစားဘူးတဲ့ငါတော်တယ်လို့ပဲစဉ်းစားတယ်တဲ့တန်ခတ်သမိတ်ဘိဿမဏိနော်တန်ခတ်သမိတ်ဘိဿမဏသမိတ်ဉ္ဉံဘေယောအမိညရောအေးအစုအစည်းအဖွဲ့အစည်းတစ်ခုတန်ဃာတွေအုပ်စုတန်ဃာတွေရဲ့အဖွဲ့အစည်းကြီးတစ်ခုကွဲပြဲသွားမယ်ဆိုရင်မတည့်လို့အချင်းချင်းစိတ်ဝမ်းကွဲကြပြီဆိုတဲ့အခါမှာတဲ့ဖြစ်လာမဲ့ပြဿနာတွေတခြားပြဿနာတွေပိုးကြီးထွားလာမယ်ဆိုတာကိုနားမလည်ကြဘူးထဲ့သွင်းမစဉ်းစားကြဘူးဟောဒါဟာအလွန်မှန်ကန်တယ်နော်အိမ်မှာမိသားစုထဲမှာဖြစ်စီမိသားစုထဲမှာဖြစ်စီတယောက်နဲ့တယောက်အလျှော့မပေးဘူးအငင်းပွားလာကြတယ်ရံဖြစ်လာကြတယ်ဆိုလို့ရှိရင်အတန်တွေကကျဲတဲ့ကျဲလာတာရံဖြစ်ပြီဆိုရင်အတန်ကကျဲလာတာပဲလေနော်တူတူပြောရကနေအကျဲကြီးတွေဖြစ်လာကြအဲ့ဒါဟိုလူကကျဲကျဲပြောလိုက်ဒီလူကကျဲကျဲပြောလိုက်နေအဲ့ဒါလိုဖြစ်ပြီးတော့ငါမှားတယ်လို့ဘယ်သူမှမထင်ဘူးငါလုပ်တာမှန်တယ်သူမှားတယ်ပဲဒီလိုတွက်တယ်အဲ့တော့ပြဿနာဘယ်တော့မှမပြေဘူးတဲ့နော်အဲ့ဒါလို့နှုတ်နှောကကွဲသွားလို့ရှင်ဒီအကွဲတင်ရမှာမဟုတ်ဘူးတဲ့ပြဿနာတွေနောက်ဆက်တွဲအများကြီးလာလိမ့်မယ်လို့မြတ်စွာဘုရားဒီလိုဟောတာနော်ဒါတတိထားဖို့အတွက်ကိုယ့်ရဲ့ဘဝမှာအချင်းများတာမျိုးတွေရှောင်ဖို့ဆိုတာဟောတယ်နောက်ဆက်ပြီးတော့မြတ်စွာဘုရားကယဟန်တွေကိုဆက်ပြီးတော့ပြောတာဘာလို့ဆိုရင်ပရိမုဋ္ဌာပန္တိတာဘာသာဘဝကိုမေ့သွားကြတဲ့ပုဂ္ဂိုလ်တွေကအလွန်များတယ်ငါတော်တယ်ငါတတ်တယ်လို့ဆိုပြီးတော့လူတွေဟာကိုယ့်ကိုယ်ထင်ကြီးလာတဲ့အခါပရိမုဋ္ဌကိုယ့်ဘဝအခြေအနေတွေကိုမေ့သွားပြီးတော့ပန္တိတာဘာသာငါသာလင်ပညာရှိလူကိုယ့်ကိုယ်ထင်ရောက်လာတတ်ကြတယ်ပညာရှိအောင်ထင်လာငါတော်တယ်ငါတတ်တယ်လို့ထင်လို့ရှိရင်ကျန်တဲ့ပုဂ္ဂိုလ်ကိုထင်သေးတဲ့အမြင်နဲ့ကြည့်တာပဲလေဒါကြောင့်မို့ဝါစာဂောစရဘာနိနောဒီတဦးနဲ့တူအနိုင်ပြောဖို့လောက်ပဲအာယုံဆိုင်ကြတယ်တဲ့အဲ့ဒီအချိန်မှာကိုယ့်ကိုတော်တယ်တတ်တယ်လို့ထင်တဲ့ပုဂ္ဂိုလ်ကတဦးတူဒီထိခိုက်တဲ့စကားလုံးတွေကိုအနိုင်ပြောဖို့အနိုင်ယူဖို့ပဲကြိုးစားလာကြတယ်ယာဝိသန္တိမုခာယာမယေနနိတာအနတ္တံဝိတုမြတ်စွာဘုရားအေးသူတို့ဗဇတ်ဟကျင်တယ်လို့ဟနေကြတာပြဿနာတွေဘယ်လိုဖြစ်လာမယ်ဆိုတာကိုဖြစ်ပေါ်လာမယ်အကျိုးဆက်တွေကိုတော့မသိကြဘူးတဲ့ပြောချင်တာတွေစွတ်ပြောတယ်ဟုတ်တယ်လူနှစ်ယောက်ရံဖြစ်ပြီဆိုရင်ပြောချင်တာတွေအကုန်စွတ်ပြောတာပဲလေပြောပြီဆိုတဲ့အခါကျတော့မှမှားတယ်ဆိုတာနောက်ကလိုက်လာတာလေမှားတယ်လို့သိတာအတော်ကြာမှသိတာဒါကြောင့်မို့ယာဝိသန္တိမုခာယာမပါဇက်ချဲ့ကြံတော့ချဲ့ပြီးတော့လူတွေဟာပြောလိဆိုလိရှိကြတယ်နှုတ်ကြွကြတယ်နှုတ်လွန်ကြတယ်ပေါ့ဖြည့်ရှင်းလို့မရအောင်စကားတွေကြွလွန်ကြအဲ့ဒီစကားကြွစကားလွန်တာတွေကြောင့်ဖြစ်ပေါ်လာမဲ့ပြဿနာကိုတော့မစင်စားမိကြဘူးယဟန်တွေကိုမြတ်စွာဘုရားဆုံးမဒါတွေနှုတ်လွန်အောင်မပြောသင့်ဘူးတဲ့အကောစီမံအဝတ္တိမံအစိနိမံအဟာတိမေယေသတံဥပနရှန္တိဝေရံတေတံနတမတိတယ်မြတ်စွာဘုရားအေးငါ့ကိုတစ်ချိန်လုံးကဆဲခဲ့တာပဲငါ့ကိုရိုက်နှက်ခဲ့တယ်ငါ့ကိုအနိုင်ကျင့်ခဲ့တယ်ဆိုပြီးတော့စိတ်ထဲနှလုံးထဲမှာအညှိုးအတေးတွေထားနေသမျှကာလပတ်လုံးဘယ်တော့မှယံဟာမငြိမ့်နိုင်ဘူးအညှိုးအတေးဆိုတာမထားရဘူးလို့ဆိုလိုတယ်ဘဝအကောစီမံအဝတ္တိမံအစိနိမံအဟာတိမေငါ့ကိုဆဲတယ်ငါ့ကိုရိုက်တယ်ငါ့ကိုအနိုင်ကျင့်တယ်ငါဟာတွေမတရားယူတယ်ဆိုတဲ့အညှိုးအတေးတွေကို
ဖြောင်းနိုင်မှစိတ်ထဲမှာအညှိုးတေးတွေမထားမှသာလဲရန်စဆိုတာငြိမ့်နိုင်တယ်ဒါမြတ်စွာဘုရားဟောတဲ့ဒီလိုက်နာကျင့်သုံးရမယ့်အရာတစ်ခုပဲဘု து ပေါ်မှာကိုကအညှိုးတေးဆိုတာမထားနိုင်ဘူးလို့မြတ်စွာဘုရားလူဟောဒါဘုရားဆုံးမတဲ့အဆုံးအမတစ်ခုနော်နောက်တစ်ခါမြတ်စွာဘုရားကဗာဆက်ပြီးယဟန်နေဆုံးမတော့နာဟိဝေရေနဝေရာနိရန်ကိုရန်တိုင်းချင်းတုတ်နေရင်ဘယ်တော့မှမငြိမ်းဘူးတဲ့တမ္မန္တိတကုရသနာဒီလောကကြီးမှာရန်ကိုရန်နဲ့ပြန်တုတ်ရင်ဘယ်တော့မှမငြိမ်းဘူးတစ်ဖို့တက်လို့ခေါ်နော်သူကတစ်ချက်ခေါက်ရင်ကိုကနှစ်ချက်ခေါက်မယ်ဆဲရင်ပြန်ဆဲမယ်ဆိုတဲ့တစ်ဖို့တက်မဟုတ်မခံဆိုတာတွေဟာဘယ်တော့မှရန်ငြိမ်းမှမဟုတ်ဘူးတဲ့အဝေရေနသတမ္မန္တိရန်မလုပ်ဖဲနဲ့နော်မေတ္တာတို့သိခံခြင်းတို့ခွင့်လွှတ်ခြင်းဆိုတာတွေနဲ့သာလေရန်ဆိုတာငြိမ်းနိုင်တယ်အဲ့ဒါဟာတဏ္ဍတနောရှေးတုန်းကတည်းကဖြစ်ပေါ်လာတဲ့တကယ်ရှေးကြတဲ့ရှေးဥစဉ်လာဓမ္မတာကြီးတစ်ခုပဲဒါကြောင့်မို့အချင်းချင်းအပြန်လာရန်ချင်းမတုံ့တင်းရဘူးလို့ကောသံဘီကယဟန်တွေကိုမြတ်စွာဘုရားဆုံးမဩဝါဒပေးဆက်ပြီးတော့ဆုံးမဩဝါဒပေးတာကတော့ပရိသနဝိသနန္တိမယမိထယမမတိစဉ်းစားခိုင်းတယ်ရန်ဖြစ်နေတဲ့လူတွေအချင်းချင်းတနေ့ကျတော့ငါတို့သိကြရမှာဆိုတာကိုမသိကြဘူးတဲ့မယမိထယမမတိတနေ့ကျတော့ငါတို့သိကြရမှာဆိုတာကိုမသိတဲ့ပုဂ္ဂိုလ်တွေဟာဘာဖြစ်လဲရန်ဖြစ်နေကြမှာပဲဟုတ်တယ်လေရန်ဖြစ်ရင်ရောဘယ်လောက်ဖြစ်နိုင်မှာလဲလူတက်တန်းဆိုတာဘယ်လောက်မှရှိတာမဟုတ်ဘူးဒီအတွင်းမှာရန်ဖြစ်နေတဲ့ပုဂ္ဂိုလ်ရဲ့စိတ်ဓာတ်ငြိမ်းချမ်းမှမဟုတ်တာဟုတ်အဲ့တော့ယေသတ္တထဝိဇာဏတိတတောတမ္မန္တိမေးတဲ့အခါလောကမှာသဘာဝကိုသိလာတယ်တို့တွေလောကကြီးမှာနေကြတာခဏနေတာတင်းတင်းမြတ်မြတ်နဲ့နော်တူတူရရပင်ပင်ကူကူညီညီသိခံခြင်းခွင့်လွှတ်ခြင်းနဲ့ငြိမ်းချမ်းစွာနေမယ်ဆိုလို့ရှိရင်ငင်းခုန်မှုတွေဟာပျောက်ကွယ်သွားမှာပဲအပြန်အလှန်ခွင့်လွှတ်ပြီးတော့နေတယ်ဆိုတဲ့အဓိပ္ပာယ်မြတ်စွာဘုရားနော်ဒီအဓိပ္ပာယ်ကိုဆိုဒါလောကကြီးမှာဒီတစ်ဖို့တက်လုံးနေတယ်များတော့ဘယ်တော့မှမငြိမ်းချမ်းဘူးဆိုတာဒါမှန်ကန်တယ်ပေါ့ဘယ်တော့မှမငြိမ်းဘူးကမ္ဘာရဲ့အခြေအနေကိုလေ့လာကြည့်လည်းပဲဒီတိုင်းပဲတွေ့ရမှာပဲအဲ့ဒီမှာမြတ်စွာဘုရားကအငြင်းခုန်နေငြိမ်းသွားဖို့ဆိုတာဟာသိခံခြင်းခွင့်လွှတ်ခြင်းမှငြိမ်းနိုင်တယ်တဲ့နောက်ပြီးတော့ဒီဇလန်းလေးရမြတ်စွာဘုရားယဟန်တွေကိုတတိပေးတယ်အဋ္ဌိစိဏပါဏဝရဂဝတ္တဒနဟာရိနောရထံဝိလုံပမနနံတေတံပိဟောတိသင်္ကတိခုနကပြောတဲ့ကာတိမင်းနဲ့ကောသလမင်းတို့ရဲ့ဇလန်းကိုကြည့်ကာတိမင်းဟာကောသလမင်းကိုတပ်ဖြတ်တယ်တပ်ဖြတ်ပြစ်တယ်သူပိုင်တဲ့ပစ္စည်းတွေကိုသိမ်းယူတယ်တတိုင်းလုံးတစ်ပြည်လုံးလူရဲ့ချင်းခံလိုက်ရတယ်သို့တော့အဲ့ဒါလိုလူရဲ့ခံရတဲ့ပစ္စည်းတွေလူရဲ့ခံရတဲ့ရန်သူတူကိုတောင်မှပဲဒီကောသလမင်းရဲ့သားတော်မင်းသားလေးဟာခွင့်လွှတ်နိုင်စွမ်းရှိတယ်မင်းတို့ဘာဖြစ်လို့ခွင့်မလွှတ်နိုင်ရမှာလဲမင်းတို့ကိုဒီလောက်စော်ကားတာမှမဟုတ်တာအချင်းချင်းဘာလို့ခွင့်မလွှတ်နိုင်ရမှာလဲတတ္တမတုံမာကနောတိယမင်းတို့ယဟန်တော်အချင်းချင်းဟာဘာလို့တူခွင့်မလွှတ်နိုင်ရမှာလဲလို့မြတ်စွာဘုရားဒီလိုမိန့်တာအဲ့ဒါလို့ခွင့်လွှတ်ဖို့ပြီးတဲ့အခါကျတော့လောကကြီးမှာလူတွေဟာအပေါင်းနဲ့အသင်းနဲ့နေကြပြီပဲလို့ခွင့်လွှတ်ခြင်းဆိုတဲ့စိတ်အလွန်အားနည်းတယ်ဒီခံခြင်းခွင့်လွှတ်ခြင်းဆိုတဲ့စိတ်ညီညွတ်တဲ့စိတ်ဓာတ်ဆိုတာလည်းအလွန်အားနည်းတယ်နေရင်ကတော့အပေါင်းနဲ့အသင်းနဲ့နေကြတာကြည့်ပဲအကုန်လုံးအဲ့ဒါကိုမြတ်စွာဘုရားကကြည့်လူဆိုတာအပေါင်းအသင်းနဲ့နေကြတာမှန်တယ်အဲ့ဒါလို့အပေါင်းအသင်းနဲ့နေပြီးတော့ဒီခံခြင်းခွင့်လွှတ်ခြင်းဆိုတာလေးရှိဖို့လိုတယ်တဲ့အပေါင်းနဲ့အသင်းနဲ့နေတယ်ဆိုတာအခက်ခဲတွေကျော်လွှားဖို့သာဖြစ်ရမယ်ဆိုပြီးတော့မြတ်စွာဘုရားဟောတယ်သစိလဘေထနိပကံသစိလဘေထနိပကံသဟာယံတတ္တိစရံသာရုဝိဟာရိဓိရံဒီလူချင်းပေါင်းသင်းဆက်ဆံကြပြီဆိုတဲ့အခါမှာဘုရားလူမိုင်းနဲ့ပေါင်းခိုင်းတာတော့မဟုတ်ဘူး
အစင်မပြေတဲ့လူနဲ့သိခံပြီးနေရမယ်လို့ဒီလိုပြောတာတော့မဟုတ်ဘူးဒါလည်းပဲတတိထားเสียကောင်းတဲ့ချက်တစ်ခုပဲပေါ့အန္တရာယ်ဖြစ်တဲ့အကောင်နဲ့သိခံပြီးတော့ဒီလိုနေရမယ်လို့ဆိုလိုတာမဟုတ်ဘူးတော့ကြတလွဲပြီးတော့ယူဆတတ်တာမျိုးတွေရှိတယ်ရောင်ရဲရမယ်လို့ဆိုသည့်အတွက်ကြောင့်စီးပွားမရှာရဘူးလို့မြတ်စွာဘုရားပြောတာမဟုတ်ဘူးနော်ဒီမှာလည်းပဲအတူတကွနေရမယ်သိခံပြီးတော့နေရမယ်ဆိုတဲ့နေရာမှာနော်လူကောင်းလူမကောင်းတဲ့လူနဲ့သိခံပြီးဓမြနဲ့တခိုးနဲ့သိခံနေရမယ်ဒီလိုဆိုလိုတာမဟုတ်ဘူးနော်တခိုးဓမြကိုသိခံနေရမယ်လူဆိုးလူညစ်တွေကိုသိခံနေရမယ်လို့ဒီလိုဆိုတာမဟုတ်ဘူးအဲ့ဒါဆိုလို့ရှိရင်ကိုယ့်ကိုကြိုက်မဲ့မဘွေးနဲ့တော့အတူတကွနေရမှာလားနော်ကိုယ့်ကိုကြိုက်တဲ့မဘွေးနဲ့တော့ဘယ်လိုလုပ်အတူတူနေလို့ရမလဲလူဆိုးလူညစ်နဲ့လည်းဘယ်လိုလုပ်အတူတူနေလို့ရမလဲသိခံခြင်းခွင့်လွှတ်ခြင်းဆိုတာအချင်းချင်းအပြန်အလှန်ရိုင်းပင်ကူညီမတော်တဆစိတ်အခက်မသိတဲ့အခါဖြစ်တာမျိုးတွေမဖြစ်ဖို့မြတ်စွာဘုရားအဆုံးအမဩဝါဒပေးတာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့အခုပေါင်းသင်းဆက်ဆံရေးနဲ့မြတ်စွာဘုရားကဆက်ဟောတာသစေလဘေထနိပကံတဟယပညာရှိတဲ့အဖို့လိုတယ်တဲ့နော်လူတော်လူကောင်းတွေလိုတယ်နော်လူတော်လူကောင်းလို့နိပကဆိုတာဟိုဘယ်အရာပဲဖြစ်ဖြစ်စဉ်းစားတတ်တယ်စဉ်းစားတတ်တဲ့ရင့်ကျက်တဲ့ပုဂ္ဂိုလ်တွေကိုဆိုလိုတာတတ္တိစရံတာဓုဝိဟာရီတိတယ်သူနဲ့နေလို့ထိုင်လို့ပေါင်းသင်းဆက်ဆံလို့ကောင်းတယ်မကောင်းတဲ့လူနဲ့ပေါင်းခိုင်းတာမဟုတ်ဘူးနော်ပေါင်းတဲ့မကောင်းတဲ့လူကြတော့ရှောင်ရမယ်ဖယ်ရမယ်အပေါင်းအသင်းမလုပ်ရဘူးတဲ့ဟာတော့ဓမ္မအတိဝနာစပါဠနံဆိုတဲ့မင်္ဂလာတရားနဲ့ကိုက်ညီတာနော်ဒီလိုဆိုလို့တာအဘိဘုံယသဗ္ဗဏိပရိတ္တယာနိစရိယတေနတ္တမနောတတိမာအဲ့ဒီလိုလူတော်လူကောင်းနဲ့အတူတကွပေါင်းတဲ့ဆက်ဆံမဲ့လူတော်လူကောင်းရမယ်ဆိုရင်တော့တဲ့သူနဲ့အတူနေပါတဲ့နေပြီးလို့ရှိရင်ဘာလို့ရမလဲအခက်ခဲတွေဘေးရန်အန္တရာယ်တွေကိုသူနဲ့အတူတကွလက်တွဲပြီးတော့ဖြေရှင်းပါလို့ဒီလိုဆိုတာနော်လူတိုင်းနဲ့အတူပေါင်းသင်းမှုပြောတာမဟုတ်ဘူးခုနဟောနောက်တစ်ခုနောစီလဘေထနိပကံတတ္တိစရံတာရုဝိဟာရိဓိရံအဲ့ဒီလိုလောကမှာလူတော်လူကောင်းနဲ့ပေါင်းသင်းဆက်ဆံမှုကောင်းမြတ်တဲ့အဖော်လုံးတဲ့ပုဂ္ဂိုလ်မတွေ့ဘူးဆိုလို့ရှိရင်နော်တဲ့ရာဇာဝရထံဝိစိတံပဟာယဧကောစရိမာတင်ကရင်းကြီးဝနာကောလောကမှာဆင်မြောင်ကြီးဟာတကောင်နဲ့တောထဲမှာကျက်စားသလိုတိုင်းပြည်ကိုစွန့်လွတ်ပြီးတော့တောထွက်သွားပြီးတူးတဲ့ချစ်နဲ့နေမိမင်းတို့တူးတဲ့ချစ်နဲ့ဇနကမင်းတို့ဆိုတာမျိုးတွေလို့နော်တူးတဲ့နေတာဟာကောင်းတယ်နော်တူးတဲ့နေတာကောင်းတယ်အဖော်ကောင်းမတွေ့ရင်တူးတဲ့ပဲနေတာကောင်းတယ်ဧကတ္တစရိတံသေယောနတ္ထိဖာလေသဟာယတာအဲ့ဒီလိုကြတော့ဘယ်သူမှအပေါင်းအသင်းမလုံးနဲ့အပေါင်းအသင်းမလုံးခဲနဲ့တယောက်တည်းနေတာပိုကောင်းတယ်တဲ့နတ္ထိဖာလေသဟာယတာမိုက်မဲပြီးတော့အပြစ်ပြုတတ်တဲ့ပုဂ္ဂိုလ်ဘာလခုနကအစိတ်တောက်ရှိတဲ့မွေဆိုးလို့လူဆိုးလူကောင်းတွေလူဆိုးတွေနော်စိတ်ကောင်းမရှိတဲ့လူတွေဖြက်လို့ဖြက်စီးလှုပ်တတ်တဲ့လူတွေအဲ့ဒီလိုပုဂ္ဂိုလ်မျိုးအသိပညာကင်းမဲ့တဲ့ပုဂ္ဂိုလ်မျိုးတွေမှာနတ္ထိဘာလေသဟာယတာအဲ့ဒီလိုအဆင့်မရှိတဲ့ပုဂ္ဂိုလ်တွေမှာအပေါင်းဖော်လှုပ်ဖို့ဆိုတဲ့အရည်ချင်းတွေသူတို့မှမရှိဘူးတဲ့နော်ပေါင်းသင်းဆက်ဆံမှုကောင်းလောက်တဲ့အရည်ချင်းသူတို့မှမရှိသည့်အတွက်ကြောင့်ဧကောစရိနသပါပါဏိကရိယာကိုတယောက်တည်းနေမဟုတ်တာတွေလည်းမလုံးနဲ့အပောတုတ်ကောမာတင်ကရင်းကြီးဝါကိုတယောက်တည်းမှာလွတ်လွတ်လပ်လပ်နော်တခြားသူတွေအတွက်အကျိုးတွေတခြားအလုပ်တွေမလုပ်ဘဲနဲ့ကိုကျိုးကိုစီးပွားကိုကြိုးစားပြီးတော့အားထုတ်ရမယ်လို့မြတ်စွာဘုရားကရဟန်းတော်တွေကိုဆုံးမပြီးတော့တပိတ်ကလေးလွယ်ပြီးတော့တောထဲထွက်သွားတယ်ဘယ်သူမှနောက်ကမလိုက်ရဘူးမြတ်စွာဘုရားရဲ့အမူအရာနဲ့ပဲပြလိုက်တယ်ယဟန်တွေဆုံးမလို့မရဘူးဆိုတဲ့အချိန်မှာမြတ်စွာဘုရားတပါးတဲ့တောထဲထွက်သွားတယ်တောထဲထွက်မသွားခင်ဆုံးမဩဝါဒပေးသွားတဲ့ဒီစကားတွေဟာအလွန်မှတ်သားစရာကောင်းတယ်မိမိတို့ရဲ့နေ့စဉ်ဘဝမှာလိုက်နာကျင့်သုံးကြရမှာဖြစ်တယ်ဒါကြောင့်မို့မြတ်စွာဘုရားဒီလောကသားတို့အတွက်
မြတ်ဗုဒ္ဓဟာဒီလိုကြိုးပမ်းအားထုတ်ခဲ့တာဖြစ်တယ်ပေါ့ဒါကမှတကယ်ခေါင်းဆောင်ပိဋအကယ်၍သာမြတ်စွာဘုရားပြဿနာဖြစ်တာကိုတစ်ဖက်ဖက်ကိုဦးစားပေးပြီးဒီဘက်ကမှန်တယ်ဟိုဘက်ကမှားတယ်လို့ဆိုပြီးတော့ဒီလိုလုပ်မယ်ဆိုရင်ဒီပဋိပက္ခဘယ်တော့မှငြိမ်းမှာမဟုတ်ဘူးနှစ်ခုစလုံးမျှတပြီးတော့ဆုံးမဩဝါဒပေးသွားတဲ့အခါမှာဒီပြဿနာမကြခင်ငြိမ်းသွားမှာဖြစ်တယ်အေးဒါကြောင့်မို့တရားချက်ခင်သူတော်စင်ပြိဿပေါင်းတို့မြတ်ဗုဒ္ဓရဲ့လောကသားတို့အတွက်ကြိုးပမ်းအားထုတ်ချက်တွေဟာအင်မတန်မှအတူယူအားကြစရာကြီးညိုပွဲရာကောင်းတယ်တို့တွေလည်းတတ်နိုင်သမျှလိုက်နာကျင့်သုံးဆောင်ရွက်ကြရမှာဖြစ်တယ်လူလောကမှာနေတဲ့အခါအခက်အခဲပြဿနာဆိုတာဘယ်နေရာမှာမဆိုရှိတယ်ရှိတဲ့အခါပြဿနာကိုမှန်ကန်တဲ့နည်းနဲ့တို့ဖြေရှင်းနိုင်အောင်ကြိုးစားအားထုတ်ကြမယ်လို့ကိုယ်စီသဘောကျပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမကိုလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်กว่าချမ်းသာကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရည်ချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေသက်ရှိကျမ်းမာစိတ်ချမ်းသာလူရဆန္ဒပြည့်ပါစေဖုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဝေတံပဝါယန္တုဒုက္ခနကမေတ္တာပုံနေတုသင်္ကမစုပေါင်းပုတ်အပ်မေတ္တာတဟုရောင်ပြူပါဝင်ငွေလမင်းနှင့်ရောင်ခြင်းရှဲယုံပေါင်းဆောင်ရခြင်းကြောင့်သဗ္ဗေတံကျွင့်မဲ့ဥဒုံလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစဉ်ပြည့်တင်းစိတ်နှလုံးလေးဟုသောရေအိုင်ကြီးအတွင်၌ဒုက္ခပင်ကစားစင်ထာဝရအေးမြจิตာတာယာပွင့်လန်းချမ်းသာဒုက္ခဒီဟုသောကုဗုဒ္ဓရာကြာပန်တို့သည်ဖုံးလန္တဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးပွဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်၍ဒုက္ခနကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပီတိဒီဟုသောယနန်တို့သည်ပဝါယန္တုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း